အဲ့တော့ခမရတို့ဖုံးမှာကွာတနေ့နေ့ KPN နေပေါ်တကက်40သူမောတတိယနေသေးလားတော့ဘာတော့အဲ့လိုမျိုးပေါ်တကက်40ဘလို့ပို့လဲဆိုတော့သိချင်လားအဲ့ဒါဘလို့လဲဆိုတော့ကျွန်တော်အခုရှင်းပြပြပါမယ်ဆိုတော့ခမရတို့အခုဖုံးမှာ KPE ဆိုတဲ့ app ကို down လိုက်ခမရတို့ login ဝင်ရတယ်ဆိုတော့ login ဝင်တဲ့အခါကျရင် तू က login detail ယူလိုက်တယ်ကွာ browser ရဲ့ဒီ user name ယူတယ်ဒီမှာ email ယူတယ် password ယူတယ်ကွာ okay ဆိုတော့ယူပြီးမှသူတို့ကဘာလုပ်လဲလဲဆိုတော့ကျွန်တော်တို့ဒီဖုံးနဲ့ဒီ device ပေါ့ကျွန်တော်အခုကင်နေတဲ့ device ပေါ့တီးတဲ့ဒီ device တော့ပဲတီးတဲ့ပေးထားတဲ့ token တခုသူတို့ထုတ်ပြီးတင်ထားလိုက်တယ်ဒါတခြားပဲဖုန်းနဲ့မှမတူတယ်ကျွန်တော်ဖုန်းတော့တီးတဲ့ device token တခုယူပြီးသူတို့တင်လိုက်ပြီးတော့အဲ့ဒီ token ကိုသူတို့သုံးပြီးတော့ဒီ device ကိုကျွန်တော်ဖုန်းကိုလိုမျိုးကြာလာအောင်ပို့တယ် notification နဲ့ပို့တယ်ဆိုတော့ငါဘယ်လိုလုပ်လဲဆိုတော့အခုပြထားရတယ်ဆိုတော့ကျွန်တော်တို့ဒီ 2KB อ่ะသူတို့ service တစ်ခုကိုယူသုံးရင်သုံးမယ်သူတို့ကိုယ်တိုင်ရေးနိုင်တယ်ဟောမပြောနိုင်ဆိုတော့အဲ့မှာဘာလုပ်လဲဆိုတော့ကျွန်တော်တို့ token လေးကိုထည့်ပြီးတော့လွယ်လွယ်လေးပါ title ရယ် message ရယ်ထည့်တယ်သူတို့ပုံလေးတွေပြချင်တယ်ဆိုပုံလေးထည့်ပြီးတော့အခုလိုမျိုး send ပို့လိုက်တယ်ဆိုရင်အခုကျွန်တော်ဒီဘက်ဖုန်းမှာမြင်ရတဲ့အတိုင်းပဲ notification ကြာလာတယ်ဆိုတော့ဒါကကျွန်တော်တို့အလုပ်လုပ်တာဆိုတော့အဲ့ဒါကွာသူတို့ဒီဖုန်းမှာကြာလာအောင်ဒီ notification ကိုကြာလာအောင်အရင် set up လုပ်ပါသေးတယ်အဲ set up လုပ်တဲ့ခါကျရင်အခု login ဝင်လိုက်တယ်ကွာထားပါ brother အခုဒီ KB ဆိုတော့ KB မှာ account ဖွင့်လိုက်ပြီဝင်လိုက်ပြီဆိုရင်တို့ကဘာလုပ်လဲဆိုတော့ဒီကျွန်တော် notification အလောင်းခိုင်းလိုက်မယ်ဆိုတော့ permission လေးတောင်းတယ်ကွာ notification ကိုဘာလို့ app တွေ down ဝင်သိပါ notification permission အလောင်းဝေးပါဆိုတော့အလောင်းလုပ်လိုက်တယ် permission အလောင်းလုပ်လိုက်ပြီဆိုတာနဲ့တို့ကဒီကျွန်တော် notification ဘယ်လိုကြာမယ်ဆိုတော့ set up လုပ်လိုက်တယ်ဘယ်လိုကြာမလဲဆိုတာ brother ဖုန်းအပေါ်ကနေလိုမျိုးဖောက်ဆိုပြီးလိုမျိုးကြာလာမှာလားဒါမှမဟုတ်အပေါ်မှာပဲပြမှာလားပြီးသွားရင် notification ကြာလာရင်အတန်လေးပြန်တုံးဆိုပြီးအတန်လေးထွက် notification အတန်လေးထွက်မှာလားဖုန်းက vibrate ဖြစ်သွားမှာလားအဲ့ဒီအကုန်လုံးတို့ set up လုပ်လို့ရတယ်ကွာဆိုတော့တို့ကြာခြင်းတဲ့ပုံစံအတိုင်းတို့အဲ့ဒါကို brother ဖုန်းကအဲ့လိုမျိုးလေးကြာဆိုပြီးတေးချာရေးထားလိုက်မယ်ကုန်တယ်ရေးထားပြီးတော့ brother အလောင်းလုပ်ပြီးဆိုတာနဲ့ brother ရဲ့ token ကိုတိမ်ပြီးတော့ဘယ်လိုကြာမှာလဲတခါ set up ပြီးသားဆိုတော့တို့ဘက်ကအဲ့ token ကိုသုံးပြီးတော့တိုက်တဲ့ message ရဲ့ပုံလေးထည့်ပြီးတော့ပို့လိုက်ပြီဆိုတာနဲ့တော့အချမ်းမှာအဲ့လိုမျိုးကြာလာမှာဖြစ်တယ်ဆိုတော့တို့ဘာလုပ်လဲဆိုတော့တို့က post တင်တဲ့ဟာပေါ့မူဒီ notification ပို့တယ်ဆိုတော့တို့မှာအခုထားပါတော့ KB မှာဆိုရင်တို့ blog တွေတင်တယ်ကွာဒီမှာ Facebook မှာလိုမျိုးပဲတို့ new feed တစ်ခုရှိရောတို့ post တွေတင်တယ်လေဆိုတော့တို့ post တင်တဲ့ဟာရဲ့ခေါင်းစဉ်ကိုတို့က notification ပို့တာဆိုတော့အဲ့ဒီဟာဘယ်လိုလုပ်လဲဆိုတော့တို့ဒီဘက်ချမ်းမှာ admin app ရှိတယ်ဆိုတော့အဲ့ admin ကျွန်တော်လည်းအခုရေးထားမှာမြင်ရတဲ့အတိုင်းပဲ admin app ကနေပြီးတော့ကျွန်တော်ပို့လို့ရတယ်ဆိုတော့သူတို့အဲ့ဒီ post တစ်ခုတင်လိုက်ပြီဆိုတာနဲ့အဲ့ဒီ title ကိုသူတို့ကယူလိုက်တယ်ယူပြီးတော့အဲ့ဒီဟာကို title notification title တွေနဲ့ထည့်လိုက်တယ်ထည့်ပြီးတော့အဲ့လိုမျိုးလှမ်းပို့တယ်ဟောဆိုတော့အဲ့ဒါကြောင့်သူတို့က post တင်တိုင်းကိုသူတို့က post တင်တိုင်းကိုခင်ဗျားစီမှာ notification အဲ့လိုမျိုးလာချနေပေါ့ဆိုတော့အဲ့ဒါဘယ်လိုလုပ်လို့လဲဖြစ်ပါတယ်